ကရင်ဆက်နှမျိုးဤစင်တက်လာပေါ်အချင်းနဲ့ရှင်တန်ချင်းမှတ်တိုင်အကြောင်းရှေးပူဝေဒီကလေးကဘယ်အရာမှမရှိသေးတဲ့အချိန်မှာရှေးလူကြီးပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်၅ပါးကတောတီတောင်ဖူးပွားတို့လို့ခေါ်တဲ့နေရာမှာနေထိုင်ကျက်စားသူများဖြစ်ကြပြီးအဲ့ဒီလူရဲ့နာမည်တွေကတော့ဖူးကကလဖူးမော်တော်ဖူးတကယ်ဖူးထုံမဲပါဖူးကတဲ့တွေဖြစ်ကြပါတယ်ရှေးလူကြီးပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်၅ပါးရှိတဲ့အနေဖူးမော်တော်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကသားနှစ်ဦးထုံကားခဲ့ပြီးပထမသားရဲ့နာမည်မှာဖူးတကယ်ဒုတိယသားကဖူးထုံမဲ့ပါဖြစ်ပါတယ်ဖူးမော်တော်ကရွှေဖားစီငွေဖားစီနဲ့ရွှေဝက်ဆွဲငွေဝက်ဆွဲကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်ထိုအခါသားနှစ်ဦးကိုအမှုခွဲပေးရမှာတူကရွှေဖားစီကိုယူရင်ငွေဝက်ဆွဲကိုယူရမည်ဖြစ်ပြီးငွေဖားစီကိုလိုချင်ရင်ရွှေဝက်ဆွဲကိုယူရမယ်လို့ဆိုခဲ့ပါတယ်ဖူးမော်တော်ကအခုလိုခိုးဝေပေးပေမဲ့လောဘကြီးနေတဲ့အကူဖြစ်သူဖူးတကေကလက်မခံခဲ့ပါဘူးသူကကြီးတဲ့အရာဖြစ်တဲ့ရွှေဖားစီငွေဖားစီနှစ်ခုစလုံးကိုလိုချင်တတ်မှတ်စွာနဲ့ရယူခဲ့ပါတယ်ဒါကြောင့်ရှေးလူကြီးတွေကနောက်လာနောက်သားတွေသိရှိစေဖို့ဒီလိုကပြအလင်္ကာကိုဆက်ဆုခဲ့ပါတယ်တကယ်နဝီကလုခီဒီလူကေထုံမဲပါတကလူဆဲကရောဂရာနခေါ်ခီခေါ်တခေါ်ခေါ်နှုတ်ကလောလို့ဆက်ဆုခဲ့ပါတယ်ဖူးထုံမဲပါကဖခင်ဖြစ်သူဖူးမော်တော်ပေးထားခဲ့တဲ့ရွှေဝက်ဆွဲငွေဝက်ဆွဲကိုအသုံးပြုပြီးဘီးဝက်ဆွဲခေါင်းဖီးဖြစ်ပြစ်လောက်ခဲ့ပါတယ်အဲ့ဒီခေါင်းဖီးကိုပိုက်ဆိုင်ပြီးတဲ့နောက်အိုနာတေချင်းကင်းမဲ့ပြီးရှင်တန်ချင်းကသူနဲ့သူအမြဲရှိပါတယ်ဖူးထုံမဲပါကကြာလာတဲ့အမျှသားမြေးတွေတိုးပွားလာတာကြောင့်ရေကြီးရမြင့်မြရာကိုရှာဖွေဖို့အတွက်တောတီတောင်ဖူးပွားတို့ကိုစုခါပြီးတော့ရှင်းနောက်တောင်မြောက်နေရာအနှံ့ကိုတွားရောက်ခဲ့ပါတယ်အဲ့ဒီနေနေရာကိုမိမိရဲ့ခေါင်းဖိနဲ့ဆန်းတက်ပြီးတော့ဒီနေရာကငါ့ရဲ့သားစိတ်မြေဆက်အတွက်အကောင်းဆုံးနေရာဖြစ်တယ်လို့စကောကရေဘာသာနဲ့ဟုတ်ခုလားထီတူကောတူထီဝါကောဝါဘွာတော့ခုတူဆိုတဲ့နေရာတွေကိုကြောက်ရှိခဲ့ပြီးတဲ့နောက်မှာထီးဆဲမဲရွာကိုဖြတ်ကျော်ပြီးတခြားတစ်ဖက်ကန်းကိုကရင်ဆက်နှမျိုးနဲ့အတူတွားရောက်နေထိုင်ခဲ့ပါတယ်။အဲ့ဒီကရင်ဆက်နှမျိုးကစောပိုပကူမွန်နေပွားဝဲမို့ပွားကဲခဲကဝါဝဲမှုထောပရက်ပဒေါပွားမှုစော့စတဲ့လူမျိုးတွေဖြစ်ပါတယ်။အဲ့ဒီလူမျိုးကတိုင်းခုနှစ်တိုင်းပြည်ခုနှစ်ပြည်ဒီကိုဒီဖာငါးဖာတို့မှာနေထိုင်ကြပြီးလောက်ကင်စားတော့တဲ့လူမျိုးတွေဖြစ်ကြပါတယ်။အဲ့ဒီဒေသတွေမှာတဘဝတောတောင်အရေးမြစ်တွေမြေပေါ်မြေအောက်တရားစသက်တွေလွတ်လပ်စွာမျှဝေသုံးစွဲခွင့်ရှိပါတယ်။ထူးခြားတဲ့နေရာဒါမှမဟုတ်တရားစသက်ပေါ်များတဲ့နေရာမှာရှေးလူကြီးမိန်းတွေကကန့်သတ်ထားတဲ့နယ်မြေတွေရှိခဲ့ပါတယ်။ကန့်သတ်ထားတဲ့နယ်မြေတွေကကရင်ဆက်နှမျိုးအတွက်သာဖြစ်ပါတယ်။လက်ရှိယနေ့အချိန်ထိပင်အထည်အမှတ်ရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီနေရာတွေကိုစကောကရင်ခေါ်ဒါမူထူကရင်ဆက်နှမျိုးအတွက်ရှင်တိုင်ချင်းမှတ်တိုင်ဟုသမုတ်ခေါ်ဆိုကြပါတယ်။ရှေးရခင်ကလေးကသိရှိခဲ့တဲ့တဘဝရေမြေတောတောင်တဘဝအရေးအမြစ်တွေတရားစသက်တွေကပမာတလိုက်စာသမိုင်းဆိုတဲ့အတိုင်းပဒကဘာပေါ်ဦးစွာတလိုက်ညို့ဖူးအရင်ဖူးရဲ့ပမာကလားအလေထားကရေပိတ်ဆုံးအိတ်နဲ့တုံရှိတဲ့စူရိုးစကားအတိုင်းကရေလူမျိုးတို့သည်ရှေးဘူဝီဒီကလေးကသိရှိခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီလူတို့ကရှေးရခင်ကလေးကမင်းမျိုးဝင်းတွေဖြစ်ကြပြီးကရေစူရိုးစကားအရကရင်မင်းဖြစ်ခွေးတထိုင်ဆိုတဲ့စကားအတိုင်းစပြူတဲ့တကြုံလုံးကိုအဆိုးလာတဲ့လူတစ်မျိုးဖြစ်ပါတယ်။ကရင်မင်းဖြစ်ခွေးတထိုင်ရဲ့တက်တန်းကနှစ်ပေါင်း2 တန်း4 သိန်း5,289နှစ်ဖြစ်ပြီးခရစ်နှစ်တက္ကရာဖြစ်တဲ့2026ခုနှစ်နဲ့ထပ်ပေါင်းကြည့်လိုက်တော့အခါသူတို့ရဲ့တက်တန်းက2 တန်း4 သိန်း5,9303နှစ်ပဲဖြစ်ပါတယ်။